လိုလောကရုပ်ရှင်လောကဩထရအောင်ပြောရအောင်မယ်ဒေါကလမရေပြောရအောင်မယ်ဒေါကလမရေနာဟန်လေးဟာဟောရကဒုက္ခပါပဲခဏလို့ကျွန်တော်တော့မနှုတ်တတ်ကြပါဘူးလားဗျာအဲ့ဒါပြောတာဘောကျုပ်လည်းတွေ့ရင်တော်တော်ချင်းတော့မရဘူးဆိုတာထိုးထိုးကစောက်ငါလည်းမသိသူလည်းမသိတဲ့ထိုးထိုးကိုအဲ့တော့ငါမှပေးစရာလောလောဆယ်ငွေမရှိဘူးမင်းကခွန်ကောက်တော့ဟာဒီရှိတဲ့ဘူးကွန်ပဲအားလည်းနိုင်တဲ့ကိစ္စကကိုအင်းရဲ့တရားဝင်လို့ငါကမှရင်းလိုက်ကြတာဘုံတော်ဝေးတောင်းရတဲ့ဗျာ